တဲရီရဲ့ဒွေမီဖန်စီမှာအရန်ဝန်တန်းနဲ့မူရသည့်အထူး promotion ရှိနေပြီနော်။အဲ့မှာဘာဖြစ်စီးပဲဝယ်9000မို့ပြရနဲ့ 50% off ဆိုတဲ့ discount ရှိနေပြီနော်။အရန်တန်တဲ့ promotion လို့လက်မလေးပဲနဲ့ဆောင်လာမြန်မာမှာခဲ့လိုက်တော့နော်။ဒွေမီဖန်စီဆိုတဲ့အတိုင်းပဲ fancy ပစ္စည်းလေးတွေကိုအိမ်မထဲမှာတွေ့ရပြီးတော့အခြား fashion accessory ပစ္စည်းလေးတွေအများကြီးရှိပါတယ်နော်။ဒီတရား fashion ကြပြီးမိမိုက်ဖို့ဆိုရင်တော့ fancy accessory လေးတွေနဲ့ပါဝင်မှာပို့ပြီးတော့ပြည့်စုံမှာနော်။တဲရီရဲ့ဒွေမီဖန်စီဆိုင်လေးမှာတော့မင်းကလေးနဲ့ပတ်သက်တဲ့ fashion accessory ပစ္စည်းတွေအများကြီးရှိလာမလို့တဲရီရဲ့ဒွေမီဖန်စီဆိုင်လေးကိုတစ်ခါတော့လာတင်နေနော်။ trend ပြနေတဲ့ accessory လေးတွေလည်းအများကြီးရှိပြီးတော့ trend နဲ့အညီလိုက်ပြီးတော့ fashion ကြတဲ့ကောင်မလေးဆိုလို့ရှိရင်တော့ဒီနေ့မှာခဲ့လိုက်တော့နော်။ဈေးနှုန်းလေးအနေနဲ့ဆိုလို့ရှိရင်လည်းထောင်ကနန်းကျော်ကနေစပြီးရှိရမလို့သူ့ဈေးနဲ့သူ့ quality ကတော့လုံးဝကိုဆင်ပြေပါရှင်။တဲရီရဲ့ဒွေမီဖန်စီဆိုင်လေးကရန်ကုန်မှာတင်မကပဲနဲ့မန္တလေးမှာလည်းဆိုင်ခွဲတွေအများကြီးရှိပါတယ်နော်။တဲရီဆိုင်ရဲ့အဓိက item တွေမှာပါဝင်တဲ့ဒီလိုမျိုး hair design ဆိုင်လေးတွေရှိပါတယ်နော်။ hair design ဟာစိတ်တကောင်မလေးရှိရင်တော့ဒွေမီလိုညံပါမှာခဲ့လိုက်တော့နော်။တဲရီဆိုင်လေးကတော့လင်းလင်းအင်းစိန်မှာပေါ့ဇိုင်းမီမတိုင်ရှိစမ်းချင်ချင်မှထိတ်မှရှိရဲ့ဒွေမီဆိုင်လေးပဲဖြစ်ပါရဲ့ရှင်။ကဲအားလုံးပဲဘိုင်ဘိုင်နော်။